မက်ဆီနဲ့ရိုနယ်ဒိုဥရောပနဲ့ထွက်ပြီးတဲ့နောက်ပိုင်းဘလွန်ဒေါဆုဘယ်သူရမယ်ဆိုတာအတော်လေးကိုခံမှန်းခက်တဲ့ကိစ္စဖြစ်သွားတာပါအရင်ကတော့မက်ဆီနဲ့ရိုနယ်ဒိုမှာဂိုးပိုသူနဲ့သူဒါမှမဟုတ်ဖလားရတဲ့သူကဘလွန်ဒေါရသွားတတ်တာပါအခုကတော့ဘယ်သူရမယ်ဆိုတော့တော်တော်လေးကိုပြောဖို့ခက်သွားပါပြီမနေ့က2024-2025အတွက်ကဒမ်ဘီလီရခဲ့တယ်သူကချန်ပီယံလိရခဲ့တယ်ဆိုတော့တိတ်ပြီးအငင်းပွားစရာမရှိဘူးအဲ့နဲ့မတိုင်ခင်ကတော့ရိုရီရသွားရပေါ့လေရိုရီနဲ့ဗီနီရှစ်မှာဗီနီရှစ်ရတဲ့နေလို့ထင်တဲ့သူတွေလည်းရှိကြတာပါပဲဒါကတော့ဘလွန်ဒေါဆိုတာအမြဲတမ်းညင်းပွားဝေရတွေကဖြစ်နေတာပါပဲထားပါတော့ပြောချင်တာကတော့ဒီနေ့ဘလွန်ဒေါဘယ်သူရမယ်ဆိုတာပါပဲပုံမှန်ဆိုတော့ PSG ရဲ့ချန်ပီယံလိရသွားတဲ့အတွက်ဒမ်ဘီလီကအတော်လေးရေပန်းစားတာပါဒါပေမဲ့လည်း2026ကမ္ဘာ့ဖလားရှိတဲ့အတွက်ဘာမှပြောလို့မရတော့ပါဘူးအဲ့တော့ဘလွန်ဒေါကိုဘယ်သူရနိုင်လဲနည်းနည်းလောက်ပြောကြည့်ကြတာပေါ့အရင်ဆုံးကမ္ဘာ့ဖလားအနေပဲပြောရမှာပါပဲ2026ကမ္ဘာ့ဖလားဟိုမှာဆီမီဖိုင်နယ်အနေပဲစပြောတော့မှာပါအင်္ဂလန်ရဲ့ပြင်သစ်ရဲ့စပိန်ရဲ့အာဂျင်တီးနားရဲ့ပေါ့အဲ့လေးတင်းတဲ့ကစားသမားတွေဘယ်သူရနိုင်လဲဆိုတာပါပဲအဲ့တော့အာဂျင်တီးနားအနေပဲစပြောလိုက်ပါမယ်ထွေထူးအများကြီးမရှိပါဘူးမက်ဆီပဲရှိတာပါမက်ဆီအနေနဲ့ကဒီ2026ကမ္ဘာ့ဖလားမှာသွင်းကို8ကိုဖန်တီးမှု၄ချိန်ရခဲ့တယ်ပြီးတော့အာဂျင်တီးနားအသင်းကိုပိုလိုဝဲထိရအောင်တင်ပေးခဲ့တယ်ပိုလိုဝဲမှာတော့စပိန်ကိုရှုံးသွားတာပေါ့လေအဲ့တော့မက်ဆီအနေနဲ့ဥရောပမှာလည်းကန်နေတာမဟုတ်တဲ့အတွက်ဘလွန်ဒေါရဖို့ဆိုတာအတော်လေးကိုခက်ခဲပါတယ်တကယ်လို့များစပိန်ကိုမရှုံးမနဲ့ပိုလိုဝဲမှာအာဂျင်တီးနားအသင်းနိုင်ခဲ့ပြီးတော့ကမ္ဘာ့ဖလားနောက်တစ်ခါထပ်ရရင်နောက်ပြီးတော့ရွှေဘောလုံးနဲ့ဆက်ရသွားရင်တော့မက်ဆီကဘလွန်ဒေါရနိုင်တဲ့အနေအထားမှာရှိပါတယ်အခုကတော့မက်ဆီအနေနဲ့ရွှေဘောလုံးလည်းမရခဲ့သလိုကမ္ဘာ့ဖလားလည်းမရခဲ့ပါဘူးကိုးသွင်းများဆုံးချွေဖနယ်လည်းမရတဲ့အတွက်တော်လေးကိုမလွယ်တဲ့ကိစ္စပါဆိုတော့မက်ဆီနဲ့ဘလွန်ဒေါမရနိုင်ဘူးဆိုပေမဲ့လည်း1-5တော့ဝင်နိုင်မယ်ထင်တာပါပဲအာဂျင်တီးနားအသင်းတော့ဒီတယောက်ပဲရှိရဆိုတော့ဒါလောက်ပါပဲနောက်ထပ်ပြောစရာရှိရတော့အင်္ဂလန်မှာတော့2ယောက်ရှိပါတယ်ဘယ်လင်ဂန်နဲ့ဟယ်ရီကိန်းမှာဘယ်လင်ဂန်ကရီယယ်မက်ဒရစ်မှာဘာဖလားမှမရခဲ့ဘူးဆိုပေမဲ့ဒီ2026ကမ္ဘာ့ဖလားမှာတော်တော်လေးကိုကောင်းခဲ့တာပါအင်္ဂလန်ရဲ့အကောင်းဆုံးကစားသမားတော်ပြောလို့ရပါတယ်သူ့အနေနဲ့လည်းအခု2026ကမ္ဘာ့ဖလားမှာ6ဂိုးထိသွင်းခဲ့ပြီးတော့ပွဲတိုင်းဒီဘောက်သူကယ်ရီလုပ်ပေးနေခဲ့တာဗျဘယ်လင်ဂန်ရဲ့လော်ဝါးရီယုံရတဲ့တကယ်ကိုချီးကျူးစရာကောင်းတယ်ဆိုပေမဲ့2026ကမ္ဘာ့ဖလားမှာတော့အာဂျင်တီးနားကိုဆီမီဖိုင်နယ်မှာရှုံးသွားတဲ့အတွက်ဘလွန်ဒေါရဖို့ဆိုတော့အတော်လေးကိုခက်ခဲတဲ့ကိစ္စဖြစ်သွားတာပါနောက်ပြီးရီယယ်မက်ဒရစ်မှာလည်းဘာဖလားမှမရလဲပါတာပေါ့လေအဲ့ဒါကြောင့်ဘယ်လင်ဂန်နဲ့ဘလွန်ဒေါရဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ရှိပါတယ်ဒါပေမဲ့ကမ္ဘာ့အကောင်းဆုံး7ယောက်ဆင်းမှာတော့ပါလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်နောက်တစ်ယောက်ကတော့ဟယ်ရီကိန်းမှာဟယ်ရီကိန်းအနေနဲ့ဥရောပရွှေဖနက်ဆုရခဲ့တယ်ကမ္ဘာ့ဖလားမှာလည်း9ဂိုးထိသွင်းပေးခဲ့တယ်ဂျာမန်ဘွန်ဒက်လီဂါမှာလည်းသူဖလားရခဲ့တယ်ပေါ့လေဒါပေမဲ့လည်းချန်ပီယံလိမှာတော့ PSG ကိုဆီမီဖိုင်နယ်မှာရှုံးသွားတဲ့အတွက်ချန်ပီယံဖလားတော့မရလိုက်ပါဘူးနောက်ပြီးကမ္ဘာ့ဖလားမှာလည်းကိုးသွင်းနိုင်တယ်ဆိုပေမဲ့လို့ဆီမီဖိုင်နယ်ထိပဲတက်ရောက်နိုင်ခဲ့ရဖြစ်တဲ့အတွက်ဘလွန်ဒေါရဖို့ကလည်းမလွယ်ပါဘူးတကယ်လို့များကမ္ဘာ့ဖလားရသွားရင်တော့ဟယ်ရီကိန်းကရဖို့တော်တော်များပါတယ်ဟယ်ရီကိန်းနဲ့ဘယ်လင်ဂန်နဲ့ရောက်တဲ့တယောက်ပေါ့လေနောက်ပြီးတော့အင်္ဂလန်မှာနောက်ထပ်တစ်ယောက်ရှိပါသေးတယ်သူကတော့ဒက်ကလန်ရိုက်ပါဒက်ကလန်ရိုက်အနေနဲ့ကတော့အာဆင်နယ်မှာပရီးမီယာလိဖလားကိုရတယ်ချန်ပီယံလိမှာလည်းပိုလိုဝဲတွေရောက်တယ်အင်္ဂလန်မှာလည်းဆီမီဖိုင်နယ်ထိရောက်ခဲ့တယ်လေဒါပေမဲ့ဘာလို့မရနိုင်လဲဆိုတော့ဒက်ကလန်ရိုက်အနေနဲ့ချန်ပီယံလိဖလားမရတာတကြောင်ဒီ2026ကမ္ဘာ့ဖလားမှာအဲ့လောက်ကြီးမကောင်းတာလည်းပါပါတယ်မကောင်းဆိုတာလုံးဝမကောင်းလို့ပြောတာမဟုတ်ပါဘူးဘယ်လင်ဂန်တို့ကိန်းတို့လောက်မထင်ပေါ်တော့ပြောတာပါဒက်ကလန်ရိုက်အနေနဲ့ချန်ပီယံလိရသွားတယ်ဆိုရင်တော့ဘလွန်ဒေါရနိုင်ပါတယ်တကယ်ကြီးရနိုင်တာပါဘာလို့လဲဆိုတော့ချန်ပီယံလိရတယ်ပရီးမီယာလိရဆိုရင်သူ့ပဲပြရတော့မှာပါဒါပေမဲ့လည်းချန်ပီယံလိလည်းမရခဲ့သလိုအင်္ဂလန်နဲ့လည်းဘယ်အဆင့်ဒီမှာမရောက်ခဲ့တဲ့အတွက်ဒက်ကလန်ရိုက်ကတော့လုံးဝစဉ်းစားကြရတော့မလိုပါဘူးဆိုတော့အင်္ဂလန်နဲ့အာဂျင်တီးနားပြီးသွားပြီဆိုတော့နောက်တစ်သင်းကတော့ပြင်သစ်ပါပြင်သစ်မှာတော့ကစားသမားတွေနဲ့များတယ်ထင်တယ်အမ်ဘာပေရှိမယ်အိုလီဆေးရှိမယ်ဒမ်ဘီလီရှိမယ်ပေါ့လေအရင်ဆုံးအိုလီဆေးရနိုင်လားဆိုတော့လေအိုလီဆေးလည်းကျွန်တော်ကတော့ရနိုင်မယ်မထင်ပါဘူးဘာလို့လဲဆိုတော့အိုလီဆေးအနေနဲ့လည်းဟယ်ရီကိန်းနဲ့အချိန်ကြီးကအတူတူပါပဲဘိုင်ယန်နဲ့ဆီမီဖိုင်နယ်မှာ PSG ကိုရှုံးတယ်ပြီးတော့ကမ္ဘာ့ဖလားမှာလည်းဆီမီဖိုင်နယ်မှာစပိန်ကိုရှုံးတဲ့အတွက်ဘာမှလောက်ပြတ်ကြရမရှိပါဘူးသူဖန်တီးမှုများတာရှိမယ်ဂျာမန်ဘွန်ဒက်စ်လီဂါအဲ့လောက်ပဲရှိမှာဗျနောက်ပြီးတော့အိုလီဆေးအနေနဲ့ပြင်သစ်အသင်းရဲ့မိန်းပလေယာမဟုတ်တာလည်းပါတာပေါ့လေသူကပြင်သစ်အသင်းမှာဒီတိုင်းပဲပရီးမီယာအဆင့်လောက်ပဲရှိကြဆိုတော့ဘလွန်ဒေါရဖို့ကလည်းမဖြစ်နိုင်ပါဘူးနောက်ထပ်ကစားသမားတစ်ယောက်ကတော့ဒမ်ဘီလီပါသူ့အနေနဲ့တော့ချန်ပီယံလိဖလားရထားတယ်ပြင်သစ်မှာတော့သူကလည်းမိန်းပလေယာမဟုတ်ပါဘူးမိန်းပလေယာတော့အမ်ဘာပေဖြစ်နေလို့ပါဒါပေမဲ့သူ့မှာချန်ပီယံလိရတဲ့အတွက်ဘလွန်ဒေါရဖို့ခွင့်ရရှိပါသေးတယ်ဒါပေမဲ့ဒမ်ဘီလီလိုကစားသမားမျိုးကိုနှစ်ဆက်ဘလွန်ဒေါပေးမယ်လို့တော့ကျွန်တော်တော့မထင်ပါဘူးတကယ်လို့များဒမ်ဘီလီအနေနဲ့ပြင်သစ်အသင်းရဲ့အဓိကစားသမားဆိုရင်တော့ဘလွန်ဒေါရသွားနိုင်ပါသေးတယ်ဒါပေမဲ့လည်းဒီနေ့တော့ဒမ်ဘီလီကိုကျွန်တော်မထင်ပါဘူးဆိုတော့နောက်ဆုံးတစ်ယောက်ကတော့ကီလီယန်အမ်ဘာပေပါပဲကီလီယန်အမ်ဘာပေအနေနဲ့ကတော့ကမ္ဘာ့ဖလားမှာလုံးဝဆရာကြီးဆိုတာဘယ်သူမှညင်းလို့မရပါဘူးအခုဆိုရင်လည်း2026ကမ္ဘာ့ဖလားမှာအမ်ဘာပေနဲ့10ဂိုးသွင်းပြီးတော့ရွှေဖနက်ဆုရခဲ့တာပါနောက်ပြီးတော့ကမ္ဘာ့ဖလားရဲ့ထာဝရဂိုးသွင်းအများဆုံးစီးရင်မှာလည်းအမ်ဘာပေရဲ့ထိပ်ဆုံးမှာပဲရှိတာပါ
အမ်ဘာပေအနေနဲ့ကမ္ဘာဖလားကို3ညီနဲ့ဝင်ပြန်ခဲ့ပြီးတော့ကမ္ဘာဖလားရဲ့ထာဝရကိုသွင်းများဆုံးဆိုတဲ့နေရာကိုနံပါတ်1နေရာမှာချိန်ထားတာပါရွှေဖနက်စုကို2020နှစ်ကတခါအခု2026မှာတခါနှစ်ခါလောက်ယူထားတာပါဒါပေမဲ့လည်းအမ်ဘာပေအနေနဲ့ရီယယ်မက်ဒရစ်မှာတော့ဘာဖလားမှရမထားပါဘူးဘာဖလားမှမရထားဆိုပေမဲ့လည်းလာလီဂါမှာတော့ကိုသွင်းများဆုံးအမ်ဘာပေပါပဲပြီးတော့ချန်ပီယံလိရဲ့ကိုသွင်းများဆုံးလည်းအမ်ဘာပေပဲထင်ပါတယ်ဆိုတော့တွက်ကြည့်လိုက်မယ်ဆိုရင်လာလီဂါရဲ့ကိုသွင်းများဆုံးချန်ပီယံလိရဲ့ကိုသွင်းများဆုံး2026ကမ္ဘာဖလားရဲ့ကိုသွင်းများဆုံးဒါဆိုတော့ပြီးရင်ပြီးလို့ရတဲ့အနေအထားမှာရှိပါတယ်အမ်ဘာပေရတော့မယ်ဆိုရင်ကျွန်တော်တော့အမ်ဘာပေအနေနဲ့ထိုက်တယ်လို့ပဲကျွန်တော်ထင်ပါတယ်စူဖလာအောင်မြင်မှုရကြည့်မယ်ဆိုရင်တော့3ညဆိုပေမဲ့သူ့ရဲ့ခြေစွမ်းခြေစားတော့တကယ်ကိုကောင်းတာတော့လက်ခံရမှာပါဆိုတော့နောက်ဆုံးကျန်တာတော့ကမ္ဘာချန်ပီယံအသင်းစပိန်ပါစပိန်မှာတော့ကစားသမားအနေနဲ့ရမဲပဲရှိမှာပါဘလွန်တော့ရနိုင်တဲ့သူကိုပြောတာပါအဲ့လိုပြောလို့ရိုရီယိုမီလို့တော့မဟုတ်ပါဘူးရိုရီအနေနဲ့ဒီ2026ကမ္ဘာဖလားမှာအကောင်းဆုံးကစားသမားဆိုရခဲ့တာပါကမ္ဘာဖလားကိုလည်းရခဲ့ပါလေဒါပေမဲ့လည်းမန်စီးတီးမှာတော့သူကဒဏ်ရာပြဿနာတွေရှိတဲ့အတွက်ဘာဖလားမှမရခဲ့ပါဘူး FA ဖလားတော့ရသွားတယ်ထင်ပါတယ်ပရီးမီးယားလိတော့ဘာလို့မရဘူးပေါ့လေပြီးတော့ပွဲထုတ်ခင်လည်းမရလိုက်ပါဘူးဒဏ်ရာပြဿနာရှိတဲ့အတွက်အဲ့တော့ရိုရီအနေနဲ့ရဖို့ဆိုတော့တော်လေးကိုခဲရင်ပါတယ်ဘလွန်တော့ဆုတဲ့ဘလို့ပဲကမ္ဘာဖလားကိုပဲကြည့်မယ်ဆိုရင်တော့မှရိုရီကိုပေးဖို့ဆိုတာတော်တော်လေးကိုမဖြစ်နိုင်တဲ့ကိစ္စပါအဲ့တော့ရိုရီကတော့ကြော်လိုက်ပါမယ်နောက်တဲ့စပိန်ကစားသမားတစ်ယောက်ရှိပါသေးတယ်သူကတော့ Fabian Ruiz ပါသူက PSG နဲ့ Champions League ကို2ချိန်ဆက်တိုက်ရထားတယ်စပိန်နဲ့လည်းကမ္ဘာဖလားရထားတာပါသူ့ကိုပြီးမယ်ဆိုရင်တော့စူဖလားကိုကြည့်ပြီးပေးလိုက်လို့ရပါတယ်ဒါပေမဲ့သူ့မှာကြော်ကြားမှုသိမရှိပါဘူးဆိုလိုတာသူက underrated ဖြစ်တယ်ဗျာ PSG ကွင်းလယ်မှာဆိုရင်လည်း John Neville နဲ့ Vitinha ကိုပဲအများစုက mention ကြဆိုပေမဲ့ Fabian Ruiz ကိုတော့မေ့ထားကြတာဟုတ်နောက်ပြီးစပိန်မှာလည်းထိုနည်းလည်းကောင်းပါပဲ Pedri နဲ့ Rodri လောက်ပဲလူတွေကပြောနေကြတာပါ Fabian Ruiz ကိုတော့မေ့ထားကြလို့မှာပဲသူ့အနေနဲ့ကြော်ကြားမှုလည်းသိမရှိသလိုဘလွန်တော့ရနိုင်လောက်တဲ့ခြေစွမ်းတော့မဟုတ်ဘူးလို့ကျွန်တော်ထင်ပါတယ်အဲ့တော့ Fabian Ruiz ကိုလည်းကြော်လိုက်ပါမယ်နောက်ဆုံးဖြစ်နိုင်ခြေရှိဆုံးတော့ကျွန်တော်လမင်းရမယ်လို့ထင်ပါတယ်လမင်းရမယ်ဘာလို့လဲဆိုတော့လာလီဂါမှာလည်းစူဖလာတွေရထားတယ်အခုကမ္ဘာဖလားမှာလည်းကမ္ဘာဖလားရထားတယ်နောက်ပြီးခြေစွမ်းလည်းအတော်အသင့်ပြထားတာပါအတော်အသင့်တက်ကိုပို့ပါတယ်အမှန်တကယ်ကတော့လမင်းရမယ်ကဂိုးတွေအများကြီးသွင်းတာမျိုးလည်းမဟုတ်ဖန်တီးမှုတွေအများကြီးလုပ်တာမျိုးလည်းမဟုတ်ဒါပေမဲ့ကောင်းတာတော့တကယ်ကိုကောင်းတာဗျအဲ့တော့လမင်းရမယ်ရသွားမယ်ဆိုရင်လည်းဒါကတော့ဖြစ်တတ်တယ်လို့ပဲကျွန်တော်ထင်ပါတယ်ဆိုတော့အားလုံးခြုံလိုက်မယ်ဆိုရင်တော့ကျွန်တော်ဖြစ်နိုင်ခြေရှိဆုံးကတော့လမင်းရမယ်နံပါတ်1နဲ့ခီလီယန်ဘာပေနံပါတ်2လောက်ပါပဲအဲ့နှစ်ယောက်တည်းတယောက်ရသွားမယ်လို့ပဲထင်ပါတယ်နောက်ထပ်ဖြစ်နိုင်ခြေရှိတာတော့မက်ဆီပါဖြစ်နိုင်ခြေရှိတယ်ဆိုတော့သူကသူ့ရဲ့နာမည်ရဲ့ရှိသေးတာလည်းပါတာဟုတ်ပြီးတော့2026မှာပြရတဲ့ခြေစွမ်းကြောင့်လည်းရကောင်းရနိုင်ပါတယ်ဒါပေမဲ့အဲ့ဒါမဖြစ်နိုင်လို့ပဲကျွန်တော်ထင်ပါတယ်အခုကြည့်နေတဲ့သူတွေအနေနဲ့ရောဘယ်သူဘလွန်တော့ရမယ်လို့ထင်နေဗျကျွန်တော်တော့လမင်းရမယ်နဲ့အဘာပီကိုရွေးထားပါတယ်အခုပြောသွားတဲ့အထက်မှာအချို့လိုအပ်တဲ့အချက်လက်လေးရှိကောင်းရှိရဆိုပေမဲ့ဒါကလူတိုင်းသိပြီးသားလေးဖြစ်နေအောင်မို့ကျွန်တော်အကျယ်တုံးမရှင်းပြတော့တာပါဆိုတော့ဒီဗီဒီယိုတော့ဒီလောက်ပါပဲ sorry နောက်တော့ပေးလို့လည်းကျေးဇူးတင်ပါတယ်ဒါပါပဲ